ဟုတ်ပြီလားမွေးနေမွေးရဲ့ကုသိုလ်ဆက်ကမပြတ်သိက္ခာလွန်ကျမ်းပါ၏မွေးနေမွေးရဲ့မှာကောင်းမှုပြုပေးတာကိုယ့်အတွက်ကျမ်းမာခြင်းနဲ့ချမ်းသာခြင်းအကျိုးတရားလည်းပြီးစီဖြစ်စေတယ်ဘာဖြစ်လို့လဲလို့မေးရင်ဥဒ္ဒနတွေလူဘဝရတယ်လူဖြစ်တယ်ဆိုကြတဲ့ကကံကောင်းလို့ဟုတ်လားလူမဖြစ်ဘူးဆိုရင်ကံမကောင်းဘူးဆိုခိုးတယ်တော့တိရစ္ဆာန်တွေဖြစ်မှာပေါ့လူဖြစ်ဘယ်လောက်ပါတယ်လဲလို့မေးရင်ဘယ်သူမှမသိဘူးဟုတ်လားအေးဘယ်လောက်ပါတယ်လဲမေးရင်လူဘဝရောက်စေနိုင်တဲ့ကံကတော့ပါသိတဲ့အတွက်တာကြောင့်ဟိုဘဝကလူဘဝရောက်စေနိုင်တဲ့ကံကိုယခုလူဘဝရောက်နေတဲ့အခါမှာကုသိုလ်ဆက်ဆိုတာအဲ့လိုဆက်ပေးရတာအဲ့ဒါမှမပြတ်ချမ်းသာပြီးတော့မပြတ်လဲပဲကျမ်းမာတာနားလည်တယ်နော်စလာဇမ်းမလင်လပြည့်တိုင်အောင်လအေအောင်ဒီထွန်းပြောင်တော့အားနေတိုင်းပွားတို့အလားတူကြောင့်ဒါနာဟောင်းနဲ့ပေါင်းပြီးတော့ထွေများလေးလေးပဲလာဇမ်း3ရက်ကနေစပြီးတော့မြင်ရတဲ့လ3ရက်နဲ့4ရက်4ရက်နေ့ကိုကြည့်တိုင်း3ရက်ထက်4ရက်ကပို့ပြီးအယောင်တောက်ဘူးလားအဟောင်းနဲ့တဲ့အောင်းပြီလို့ဟုတ်ပြီလားနောက်တက4ရက်နဲ့5ရက်ရှင်းကြည့်5ရက်နေ့ကဘာဖြစ်လို့အိုတောက်တယ်အဟောင်းနဲ့တဲ့ဘာဖြစ်လို့ပေါင်းပြီလို့လဟာအဟောင်းနဲ့တဲ့ပေါင်းပြီလေးလေးအယောင်ထွက်လို့လေးဖြစ်တယ်လို့ပဲဦးဇင်းတို့ရဲ့ဘဝလည်းဒီတိုင်းပဲကုသိုလ်ကံကတော့ပါလာတာတော့မှန်တယ်ဟိုဘဝကကုသိုလ်ကံဘလောက်ပါလာတာမှမသိတဲ့အတွက်ကြောင့်ဒီဘဝကံနဲ့ပေါင်းပေးရတာဟုတ်ပြီလားအဲကြောင့်မို့နန္ဒာအစလာဇမ်းမှလည်းလပြည့်တိုင်အောင်လအယောင်ဒီထွန်းပြောင်တော့အားနေတိုင်းပွားတို့အလားတူကြောင့်ဒါနာအဲ့ဒါမွေးနေမွေးရဲ့ကောင်းမှုပြုခြင်းဟာအသက်ရှည်ကြောင်းကောင်းမှုကျမ်းမာကြောင်းကောင်းမှုချမ်းသာကြောင်းကောင်းမှုကိုမောင်တီးငါပြုခွင့်ရပြီလို့ဒီလိုဝမ်းသာဟုတ်လားဒီထက်မှမပို့ပြီးတော့ထူးကြတာကဒီမှာဆေးလူခွင့်ရငါဆေးလူတာဆိုတော့ဆေးရလဲကျမ်းမာခြင်းနဲ့ချမ်းသာခြင်းအကျိုးနှမျိုးပေးတဲ့ကောင်းမှုကိုငါလှူခွင့်ရပြီလို့ဒီလိုနားလည်လိုက်ဟုတ်ပြီနော်ဦးဇင်းတို့မြတ်စွာဘုရားလက်ထက်ကပုံနာဇနီးမောင်နှံသားလေးတေးသေးလေးခေါ်ပြီးတော့သူတို့ဆရာကြီးသွားရှ िख ိုးပုံနာကြီးရှ िख ိုးကျမ်းမာပါစေချမ်းသာပါစေအသက်ရှည်ပါစေပုံလေးမှရှ िख ိုးလဲဒီတိုင်းကျမ်းမာပါစေချမ်းသာပါစေအသက်ရှည်ပါစေသားလေးရှ िख ိုးဆိုတော့ဘုရားသူတို့ဆရာကစုမပေးဘူး